အားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော် dependent drop down list လုပ်တဲ့နည်းလေးပြောပြသွားပါမယ် exam မှာဒီလို group လေးကိုရွေးလိုက်တာနဲ့သူသက်ဆိုင်ရာ group ထဲကအမျိုးအမည်တွေပဲကြာလာအောင်ကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတာလေးကိုကျွန်တော်တို့လေ့လာကြည့်အောင်เนาะပထမဆုံးအနေနဲ့သူသက်ဆိုင်ရာ group တွေကိုကျွန်တော်တို့ name range နေပေးပါမယ်အဲ့ဒါလိုပေးဖို့အတွက်ကျွန်တော်တို့ range လေးကို select ပေးလိုက်ပါမယ် formula တွေကနေ name manager ကိုဖွင့်ပါမယ်အဲ့ထက်က new ကိုကျွန်တော်နှိပ်လိုက်ပါမယ်ပြီးပြီဆိုတာနဲ့ကျွန်တော် fruits ဖြစ်တဲ့အတွက် fruits လို့နာမည်ပေးမယ်ပြီးရင်ရွေးထားပြီးသားဖြစ်တဲ့ကျွန်တော် OK ကိုနှိပ်လိုက်မယ်နောက်ထပ် range အသစ်ပေးချင်တာဖြစ်တဲ့ကြောင့်ကျွန်တော် new ကိုနှိပ်မယ်အပေါ်မှာကျွန်တော်တို့ vegetables category ဖြစ်တဲ့ vegetables လို့ရိုက်ထည့်လိုက်မယ်အောက်က refer to နေရာမှာသက်ဆိုင်ရာဟာကို select ပေးလိုက်မယ်နောက်ထပ် new ကိုထပ်နှိပ်မယ် grains ကိုရိုက်ထည့်မယ်အောက်မှာလည်းသူသက်ဆိုင်ရာ range ကိုကျွန်တော်တို့ရွေးပေးလိုက်မယ်အဲ့ဒီပုံစံအတိုင်းကျန်တဲ့နှစ်ခုဖြစ်တဲ့ protein နဲ့ dairy ကိုကျွန်တော်တို့ဆက်လုပ်သွားပါအားလုံးပြီးပြီဆိုရင်တော့ close ကိုနှိပ်လိုက်ပါဒုတိယအဆင့်အနေနဲ့ကျွန်တော်တို့ full group ကိုကျွန်တော်တို့ drop down list လေးလုပ်ပါမယ်အဲ့ဒီမှာ cursor ချမယ် data တွေကနေကျွန်တော် data validation ကိုဖွင့်ပါမယ်ပြီးရင်တော့ any value နေရာမှာကျွန်တော်တို့ list ကိုရွေးလိုက်မယ်ပြီးရင် source နေရာမှာတော့သူ့ရဲ့ group တွေဖြစ်တဲ့ fruits to diary ကို select ပေးလိုက်မယ်ပြီးရင်တော့ OK နှိပ်လိုက်ပါဒါဆိုရင်တော့ fruit group drop down list လေးရသွားပါပြီကျွန်တော်တို့နောက်တစ်ဆင့်ဆက်သွားပါမယ်ခုမှာ cursor ချမယ်ပြီးရင်အစင်တိုင်း data validation ကိုယူပါမယ်ပြီးရင်တော့ any value နေရာမှာ list ကိုရေးမယ်ဒီတစ်ခါတော့ source နေရာမှာကျွန်တော်တို့ indirect လို့ formula ရိုက်ထည့်လိုက်မယ်ပြီးတော့အပေါ်က fruit group ကိုရွေးပေးလိုက်မယ် OK နှိပ်လိုက်တာနဲ့ရသွားပါပြီ full group ကိုရွေးကြည့်လိုက်ပါသူ့ရဲ့သက်ဆိုင်ရာ list ကိုပဲမြင်ရတာကိုတွေ့ရပါလိမ့်မယ်ဒါကိုကျွန်တော်တို့က dependent drop down list လုပ်တယ်လို့ခေါ်ပါတယ်ကျေးဇူးတင်ပါတယ်ခင်ဗျာ